तू ကအရန်တော်တယ်ကြားတို့ချင်းသေးတို့ဆိုတနက်တစ်ချက်တည်းနဲ့ပြီးတာပဲတခါမှလွဲတယ်မရှိဘူးဟလာဟမ်မင်းတို့ကောင်လေးညစာအတွက်အမဲမလိုက်ပဲဒီမှာထိုင်ပြီးဘာလုပ်နေကြတာလဲမိမကိုကြောက်လို့အဲ့ဒါကြောင့်ဒီနေ့အသားရှာမယ်ဟုတ်လားဘာကောင်လောက်ရမယ်ထင်လဲငါတို့တနေကုန်လမ်းလျှောက်ခဲ့ပေမဲ့ဘာတည်းဆံမှမတွေ့ဘူးနေဝင်တော့မယ်ငါတို့အမဲသားမရရင်ငါမိမကငါမျက်နှာကိုရိုက်လိုက်မယ်ဒီလေးကြည်စမ်းမင်းပါတွေ့လို့လေဟုတ်တယ်ငါသမင်တစ်ကောင်တွေ့တယ်ကြည်လာဦးဟေးမင်းတွေ့လားသမင်ကြီးပေါ့သူ့ကိုရရင်ငါတို့တစ်ပတ်လောက်အေးသေးပဲဒီလေးချိန်မလွဲစေနဲ့နော်အေးပါကွာအခုတိတ်နေတယ်ဘရိုငါမင်းကိုမထိနဲ့လို့ပြောတယ်တိတ်နေပါဟေးကောင်မင်းဘာလို့စူညံနေတာလဲမင်းကြောင့်လွဲသွားပြီကြာပြေးညီလေးပြေး